Okay ဒီကတင်ပြချင်တာတွေကတော့ Windows 7ပဲပေါ့နော် Windows 7နဲ့တစ်ခါလေးတင်ထားတယ်ပေါ့ Windows တင်ပြတယ်သူက edit တက်မလုပ်ကြဘူးပေါ့နော် edit တက်မလုပ်ရင်ဘာတွေဖြစ်လာမလဲဆိုတော့တစ်လားပြည်တာနဲ့သူသတ်မှတ်တဲ့ရက်ကိုပြည်တာနဲ့ Windows ကပုံစံမျိုးပေါ်လာမှာပေါ့မှတ်တာ Windows is not genuine ဆိုတာပေါ်လာမယ် Windows အစစ်မဟုတ်တော့ဘူးပေါ့နော်အဲ့ဒီမှာဘာဖြစ်လာမလဲ this copy of Windows is not genuine အဲ့တော့ဒီ Windows ကြီးကအတူဖြစ်သွားပြီပေါ့နော် copy ဖြစ်နေတဲ့ကြောင့် license ကိုဝါပြီးတက်ကုန်သွားပြီအဲ့တော့ဘာဖြစ်မလဲဆိုတော့wallpaper တင်လိုက်တိုင်းကိုယ့်ရဲ့ screen ကြီးအခုပုံစံမျိုးပဲအမဲရောင်ဖြစ်နေမယ်ပေါ့အဲ့လိုအမဲရောင်ဖြစ်နေတယ်ဆိုတော့မြင်လဲကြည့်လို့မကောင်းအောင်နော်အဲ့တော့ Windows ပြန်ပြီးတော့ edit လုပ်ပြန်လောက်ရမှာပေါ့အဲ့လိုပြန်လို့အရင်လွယ်ပါနော်ဒါလည်းတော့နားပထမဆုံးအလုပ်ရမယ်ဆိုတော့ download ဆွဲရမယ်ပြီးတဲ့ file တွေပေါ့နော်Kakaton လော်လည်းသွားဆွဲလို့ရပါတယ်ဒါမှမဟုတ်ရင်တော့အောက်မှာ link ပေးထားပါတယ်အဲ့ဒီ link ကိုသွားပြီးတော့ဆွဲလို့ရပါတယ် download ပြီးတော့နှိပ်လိုက်ရတာပေါ့နော် Okay အဲ့လိုနှိပ်လိုက်လို့ရှင်ပြီးရင်ဒီ download ဆိုတာလေးနှိပ်လိုက်တက်လာလားအဲ့တော့ဆွဲပြီးတော့မလို့ခါပါတော့ open folder ပြီးရင် control X နဲ့ကတ်လုပ်ပြီးတော့ control V နဲ့ desktop ကိုပြန်တင်လိုက်ပြီးရင်ဒီပေါ်ညာဘက်လေးထောက် extract here နဲ့ asset ပေါ်သူပေါ်မှာညာဘက်လေးပြန်ထောက် run as administrator ပြန်နေ yes ကိုနေပြီးလို့ရှိရင်ဘာမှအတူလုပ်ရမလို့တော့ဘူးဒီ apply ဆိုတဲ့စာတန်းလေးတစ်ခုကိုချက်ပဲကလစ်ရမယ်နှိပ်ရမယ်အဲ့လိုနှိပ်တဲ့စက္ကန့်တွေမှာ Windows restart ကြသွားမယ်အဲ့လို restart ကြသွားမယ်ပြီးတာပြန်တက်လာတာနဲ့ Windows ကကောင်းသွားမယ် Windows အတူစစ်ဘယ်လိုကြည့်လို့ရမလဲဟုတ်ဒီမှာသွားကြည့် property Microsoft တော့ property ကိုနှိပ်ပြီးလို့ရှိရင် Windows activation ဆိုတာသွားကြည့်ရတယ်သွားကြည့်ရင် Windows က activate ဖြစ်လားတက်တန်းကုန်ဘယ်နှရက်လိုသေးတယ်ဆိုပြောလိုက်မယ် active လုပ်ထားလားမလုပ်ထားလားသွားကြည့်လိုက် activate ဖြစ်မဖြစ်ဆိုတာမဖြစ်လို့ရှိရင်အခုကနေကကိုယ်ဝင် Windows active လုပ်ထားတာပါနော်ရန်ပဲအခုမလုပ်ခင်ကိုလည်းပဲသွားထောက်ပြီးကြည့်လို့ရတယ်ပေါ့နော် Microsoft ထောက်ပြီးတော့ property ကိုသွားကြည့်နောက်တစ်ခုကဒီဘက်ကအဲ့တော့ဒီမှာလည်းပဲကြည့်လို့ရတယ်နော်အဲ့လိုကြည့်ပြီးတာနဲ့အဲ့လို edit လုပ်လိုက်ပါအဲ့ဒါဆိုလို့ရှိရင် Windows ကောင်းသွားပါလိမ့်မယ် Windows ပြန်လိုက်လို့ရှိရင် wallpaper လည်းကြောက်မှာမဟုတ်တော့ပါဘူးနော်အဲ့ဒါလေးပြောချင်တာပါအခုလိုကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်